ဟာကွာငါတို့မျိုးရေရောင်ပြန်ကြသွားပြီပဲဒါနဲ့ငါအခုမှတွေးမိဒီနေ့ငါဦးလေးရဲ့မွေးနေ့မလားလာပြုတ်ကြနေနိုင်ကြအော်လေးမွေးနေ့ဆိုတော့ငါနှစ်တိုင်းငါဦးလေးငါ surprise ကမတိုင်နိုင်ဘူးခုတော့ငါထီပေါက်ထားတာ10 trillion ကဟိုတစ်ခေါက်တော့ပေါက်ထားတယ်ဆိုတော့လေငါဦးလေးအတွက် surprise အကျန်းစားတိုက်ပြရမယ်ရောင်ရေဆိုရင်ငါအရင်ဆုံးငါဦးလေးကို surprise တိုက်ပြီးဝိုင်းတိုင်ကောင်းတယ်အတီးမကဲမှာငါဦးလေးလိုတဲ့ပရိဘောကတွေရစီတွေဘာညာတွေငါလမ်းပြီးတော့ပို့ပေးလိုက်မယ်ကွာဟာငါဦးလေးတို့အဲ့ရတလုံးပြီးရငါဦးလေးတချင်းနေပါတခါတလေနားထောင်တယ်ဆို speaker တလုံးပြီးရောspeaker တလုံးပြီးဆိုဖာကုံတလုံးပြီးကွန်ပျူတာတလုံးပြီးရင်ငါ TV တလုံး okay ပြီးနောက်ဆိုဖာကုံတလုံးဒီမင်းစားပွဲတစ်ခုအကုန်လုံးတော့မှာပွားညနေလောက်ကြာရင်တော့ရောက်မယ်ထင်တာပဲ okay အားဆိုရင်ရပြီကွာငါဦးလေးကဘာ surprise တိုင်ကောင်းမလဲထပ်ပြီးတော့ကားပဲကားရှိုးတော့မိမတတိရတယ်ကား surprise တိုင်ရမယ်ကွာကား surprise တိုင်ငါဦးလေးတော်ပြောမှာကွာကားကောင်းစားရရောက်ပါစေဟောမကောင်းရေတာမန်ကားကြီးရောက်တော့ကွာငါစိတ်ညစ်ပါတယ်ပြိုင်ကားလေးပါလိမရှိဘူးလားမသိဟောရေးLamborghini ပါလားဟာ Lamborghini ရှိတာပဲဟာဒီကဝယ်ပြီးတော့ surprise တိုင်မယ်ဟာလားOkay ပစ္စည်းလည်းရပြီ Lamborghini လည်းရပြီဆိုတော့ငါဦးလေးတို့ပတ်စံ10 trillion ရှိရဆိုတော့အများကြီးငါလွဲပေးပြရမယ်ကွာ Okayအားဆိုရင်ငါဘာဆိုပါငါ့ဦးလေးအတွက်ငါဘန်မှာပတ်စံသွားလွှဲပေးရမယ်โอเคငါ့ဦးလေးတော့ပတ်စံ1 trillion တော့ငါလွှဲပေးွားပြီကွာကဲအားဆိုရင်ငါဘာလုပ်ပြီးရင်ကောင်းမလဲဟုတ်စီငါ့ဦးလေးကလူကြီးဆိုတော့စားစားလေးပါလေးတော့ဝယ်ပြီးလိုက်မုတ်တွေပါလေငါပေးလိုက်မယ်ကွာငါ့ဦးလေးမွေးနေမှာငါကောင်းစားရီကြီးကြောပြမယ်ကွာဟာဒီငါ့ဦးလေးကိုရေစုံဆိုင်နေဝင်ရမယ်လူကြီးဆိုတော့ဒါတွေတော့စားမှာမဟုတ်ကွာအသားလေးပါလေးဝါလိုက်မယ်ငါ့ဦးလေးကကြက်သားကြိုက်ဆိုကြက်သားဝယ်ပါမယ်ပြီးရင်ငါ့ဦးလေးတို့နွားနို့ပူတွေဝယ်လိုက်မယ်လူကြီးဆိုတော့အားရှိအောင်ပြီးရင်ကြက်ဥပြုတ်စားဖို့အတွက်ကြောက်ဥတွေဝယ်မယ်ပြီးရင်ခေါက်ဆွဲပြုတ်လေးနည်းနည်းဝယ်မယ်ပြီးရင်တော့ငါ့ဦးလေးအတွက်နွားနို့နောက်ထပ်လူမှုပုံစံနွားနို့ထပ်ဝယ်မယ်ပြီးရင်ငါ့ဦးလေးအတွက်အာလူကြော်လေးပါလေးဝယ်မယ်ကွာငါ့ဦးလေးအဆက်ကြက်လေးဆိုအာလူကြော်အဆက်လေးဝယ်မယ်အာလူကြော်အဆက်လေးဝယ်မယ်โอเคဒါတွေအောက်အလုံးကောင်းတာမှရှင်းလိုက်မယ်ရှင်းမွိုက်ကပတ်စံရတော့ငါလေးတော့1 trillion ဘန်ဒီမှာလွဲပေးလိုက်တယ်ကွာအကငါဦးလေးကတလိဆန်ရှိတတ်တယ်ဆိုတော့ငါဦးလေးအတွက်တလိဆန်တကောင်ကောင်တော့ငါလက်ဆောင်ပေးလိုက်မှာအဲ့ဆိုဒီခွေးလေးငါဦးလေးအိမ်ကိုပို့ခိုင်းလိုက်မယ်အမရေကျွန်တော်ဦးလေးအိမ်ကိုလေပြီးရင်အမအားလို့ရှိရင်ဗျာကျွန်တော် location ပြီးရင်ပို့ထားလိုက်မယ်အမရေကိုကျွန်တော်ဦးလေးအိမ်ပါဗျာကျွန်တော်ဦးလေးမွေးနေမို့လို့ကျွန်တော် surprise တိုက်ရှင်လို့အဲ့ဒါအမအားကျွန်တော်ဖုန်းနဲ့ဆက်လိုက်တယ်မှာကျွန်တော်ဖုန်းနံပါတ်အားကျွန်တော်ပြောလိုက်ကျွန်တော်ဦးလေးအိမ်ရဲ့ location ကျွန်တော်လိုင်းမျိုးပို့ပြီးလိုက်မယ်အဲ့ကြအမသွားပို့ပြီးပါနော်ကျွန်တော်မာရခွေးလေးအေးမောင်လေး okay start ရမယ်အားဆိုရင်ငါလေးကို surprise တွေလည်းအများကြီးတိုက်ပြီးသွားပြီဆိုတော့ငါဦးလေးအိမ်ကိုတွားဖို့ကြံတော့တယ်ကွာဟာငါဦးလေးအိမ်ဒိုးလိုက်တော့မယ်ကွာအင်းတော့ပစ္စည်းတွေကညနေမှရောက်မှာဆိုတော့ကားတစ်ခုငါအရင် surprise တိုက်သွားမယ်ငါဦးလေးမသိရင်မသိလား
ကောင်းအရှိလေးမဒိုးလေးရက်သွားလိုက်ပြကြပါနဲ့ငါဒီချုံမှုတယ်မပေါ်ဘူးဦးလေးရေငါတူပါလေဦးလေးလေအဲ့ဒါဦးလေးအိမ်ရှိမှာဘာကြီးလဲမသိဘူးရောက်နေဗျာဦးလေးထွက်ကြည့်လိုက်ပါအောင်ပြီးရလေညနေကျရင်လေဦးလေးအိမ်ကိုပစ္စည်းတစ်ခုရောက်လာလိမ့်မယ်ဗျပစ္စည်းတစ်ခုတော့အများကြီးပဲတန်မိုးကြီးပစ္စည်းတွေအများရောက်လာလိမ့်မယ်ဗျဦးလေးကြည့်ရလေငါတူဘာကြီးပြောနေအောင်ဦးလေးကျွန်တော်အကြရင်ဗျာဦးလေးရဲ့အိမ်ကိုညနေလောက်ကျရင်အကောင်းစားပစ္စည်းတွေအများရောက်လာလိမ့်မယ်ဗျကျွန်တော်လည်းမသိဘူးဘယ်သူပေးရလဲတော့ပြီးကားတစ်စီးလေးအရှိမရောက်နေတယ်ဦးလေးဘယ်သူလာပေးသွားလဲမသိပါဘူးဦးလေးကကားတော့တိတ်ပြီးမမိုက်ဘူးဗျဦးလေးရဲ့တလားဘာကြီးလည်းမသိဘူးကားမဟုတ်ဘူးကျွန်တော်မှားသွားတာဘာမှဘာကြီးလည်းမသိဘူးဗျရောက်နေဗျာကျွန်တော်လည်းမသိဘူးဘာလို့ကားလို့ဘာလို့နဲ့ဘာကြီးလေးကိုမသိတော့ဘူးဗျာရောက်နေတယ်ဦးလေးထွက်ကြည့်လိုက်အောင်တလားညနေကျရင်ဦးလေးရောတန်မိုးကြီးပစ္စည်းတွေရောက်လာလိမ့်မယ်ဗျကျွန်တော်လည်းမသိဘူးဗျပစ္စည်းတွေတော့ရောက်လာမှာပဲကျွန်တော်လည်းမသိပြီးတော့လေဦးလေးအိမ်ကိုလေတလားဦးလေးတလေးစံလေးတကောင်လေးတလားဦးလေးညနေလောက်ကျရင်ရောက်လာမှာလားမသိပါဘူးဦးလေးရဲ့ပို့ချင်လို့လားမသိပါဘူးလူကြောင့်ဗာလေဒီကောင်ဦးလေးအိမ်နဲ့တလေးစံလေးပို့ချင်တယ်ဒီခွေးလေးပို့လိုက်မယ်ဆိုပြီးတော့တလားဦးလေးအေးဘာကွာဟုတ်စလေဒါပဲနော်ငါတူဟုတ်ကဲ့ငါဦးလေးရောငါ surprise တိုက်ပွားငါဦးလေးငါတိုက်ရေဆိုတာ surprise တိုက်ရေဆိုတာမသိအောင်ငါဦးလေးပြောရလိုက်တယ်ကွာဟာโอเคဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါမယ်အားလုံးပဲ channel နဲ့ subscribe နဲ့ like လုပ်ခဲ့ပါအားလုံးပဲကျွန်တော်ဗီဒီယိုတိတ်မတင်ပြထားတာလေကျွန်တော်သိမအားလို့ပါလို့ကျောင်းနေပြန်တက်နေရလို့ပါနော်အားလုံးပဲ bye